ကျွန်တော်အားလုံးဒီကြပြနိုင်ပဲ2025ခုနှစ်မှာ2025သာမန်လူတွေနှစ်အဖြစ်ရာမီကြီးကတတ်မှတ်ပြီးထားပါတယ်အဲဒါကြောင့်မလို့ဒီဂျူဘီနှစ်မှာကျွန်တော်ကောင်းစအမျိုးမျိုးနဲ့ကျွန်တော်ဂျူဘီကိုကျွန်တော်ကြည့်ပါကြတာဖြစ်တဲ့ဒီနေ့ဖေဖော်ဝါရီလ9ရက်နေ့မှာဆရာတော်ထေကွန်းရဲ့ဆရာတော်တိခါခါညူရာနိပတ်လေဒီဖြစ်ဒီအားလျော်စွာပြာနဲ့တိုက်ဆိုင်တော့ဆိုပြီးတော့ဆရာတော်များရဲ့ဂျူဘီကိုလည်းပဲဒီနေ့ကျွန်တော်ကြည့်ပါတာဖြစ်ပါတယ်အဲ့ဒါမတိကျမှာဆိုလို့ပြောပြတာပါအခုကျွန်တော်ဒီမစာရေးမှာလည်းအဲ့ဒါကိုကျွန်တော်နေကြောက်ရပါနော်အဲ့တော့ဒီနေ့ဒီဆရာတော်ရဲ့ဆရာတော်တိခါနိပတ်လေနေမကဆရာတော်များရဲ့ဂျူဘီကိုကျွန်တော်ကြည့်ပါနေခြင်းဖြစ်တယ်ဆိုရကိုထပ်မံပြီးလိုပါတယ်နောက်ဒီဆရာတော်များရဲ့ဂျူဘီကြည့်ပါတယ်ဆိုတော့အဲ့ဒီမှာဆရာတော်တပါးသူတပည့်သာသနာပိုင်ဆရာတော်တပါးရဲ့တယုတ်မာနဲ့ဂုဏ်တိခါဆိုပြီးတော့အဲ့ဒါလေးနဲ့ကျွန်တော်ဝိညာဉ်လိုတာဖြစ်ပါတယ်အဲ့ဒီမှာအခုကျွန်တော်တို့လက်ရှိဆရာတော်ကိုလက် YouTube တော့ပြောချင်တာလည်းမဟုတ်ဘူးနောက်ပြီးဒီဝါရင်ကဆရာတော်တွေနောက်လာမယ့်ဆရာတော်တွေဘယ်ဆရာတော်ပဲဖြစ်ပေါ့နော်သာသနာပိုင်ဆရာတော်တပါးသူ့ရဲ့တယုံမှနဲ့ဂုဏ်သိက္ခာကိုအတင်းတော်မှာဒီလိုရှိပါတယ်ဆိုတဲ့အားလေးကိုကျွန်တော်တင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကဆရာတော်ဆိုပြီးတော့ကျွန်တော်ပြောကြဒါပေမဲ့အဲ့လိုဟာရရဲ့နောက်မှာပါလာတဲ့ဒါဝဝတ္တရားများနဲ့သူ့ရဲ့ဂုဏ်သိက္ခာတို့ကိုကျွန်တော်တခါတလေမသိဘူးတခါတလေသိပြီမဲ့သိမှုကိုကြောက်အဲ့ဒါလေးရှိအဲ့ဒါကြောင့်လို့ဒီဟာကိုဒီပြရခြင်းဖြစ်ပါတယ်နောက်ကျွန်တော်ဒီ Cathedral Paris ကလူတွေကိုကျွန်တော်မိခုတစ်ခုမေးကြည့်တယ်ခမည်းတော်ရဲ့ Paris Prince ကဘယ်လိုလဲဖြေပေးပါအဖြေရတာပြောပါဆရာတော်ဆရာတော်ဘယ်ဖြေလာလဲဆရာတော်ပါဆရာတော်ပါတဲ့thank you ဟုတ်လားတော့မသိနော်ကျွန်တော်ဒီလေးကိုဆက်ပြီးတော့ပြောရပါမှာနားထောင်ပါဟုတ်ပြီစောကဟောပါစာထဲမှာလည်းပါပြီဆရာတော်ဆိုတာဓမ္မတော်ကြီးတို့ရဲ့အရရကိုစက်ခါနဲ့တပါဖြစ်ပါတယ်ကျွန်တော်မှာယဟမင်းကြီးကိုရောမမြို့ရဲ့ဆရာတော်လို့ခေါ်ပါတယ်အဲ့တော့တိခါအစစ်မဲ့ပြောရမယ်ဆိုရင်ရောမမြို့ရဲ့ဆရာတော်ဖြစ်သောယဟမင်းကြီးဒီကဘာတော်လုံးမှာရှိသောဆရာတော်ကြီးများနဲ့အတူတူဖြစ်ပါတယ်ဟုတ်ပြီနော်သူကထူးခြားသောတိခါကိုမခံယူပါဘူးကျွန်တော်တို့ဆရာတော်နဲ့ယဟမင်းကြီးနဲ့သူခံယူတော့တိခါဆရာတော်တိခါအတူတူပါပဲဒါလိုဖြစ်တယ်ဒါပေမဲ့သူကကြတော့စီမံခန့်ခွဲရေးတောင်မှာတော့သူဒီကောင်းဆောင်ဖြစ်ပြီးအဲ့ဒါကြောင့်မလို့တောင်းဝိုင်းသွားပါတယ်ပြည်သာဒီတပည့်တော်ကြီးတစ်ဆက်သမားထဲကတပါးဖြစ်ပြီးအဲ့ဒီထဲမှာကောင်းဆောင်လုတ်ခဲ့တကယ်လို့ယဟမင်းကြီးဒီလေးပဲဆရာတော်ကြီးများထဲမှာစီမံခန့်ခွဲရေးတောင်မှာထိဆုံးကလူလို့ကောင်းဆောင်ဒီလေအတင်းတော်ကြီးကိုဥဆောင်ပြီးတာဖြစ်ပါတယ်။ယာမီကြီးတဲ့လူဆရာတော်တိုင်းပြီးအတင်းတော်ကြီးတာဝန်ကြီးသုံးရဖြစ်တော့သွန်သင်ပန်ခွင့်အာဏာ the teaching office of the church the sanctifying office of the church တန်ရှင်းစေတိုင်တော်အာဏာနောက်ပြီးတော့ administration of justice တရားမျှတခြင်းတို့ကိုတာဝန်ယူထားရဖို့ဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဆရာတော်ဒီ prophet ယဟန်တရားသူကြီးအဖြစ်တပါးလေးတာဝန်ယူဆောင်ရွက်ရပါတယ်။နောက်ကျွန်တော်တို့ဆရာတော်လို့ပြောလိုက်တဲ့အခါမှာအလွယ်အဖြစ်ပြောရရင်ဆရာတော်နှမျိုးလို့ကျွန်တော်ပြောလိုပါတယ်။တပါးတစ်မျိုးကြတော့သာသနာပိုင်ဆရာတော်ဟုတ်ပြီနော်နောက်တစ်မျိုးကြတော့
Yoni ma aluluya dosia. Yoni ma aluluya dosia rosulia ma. Techuto siaroria. Let house siaro pit. Luda pit pit me. Techuto siaroria. Divatkan yoni ma aluluda pit pit me. Okay no. Name the local church lu kore. Dita saya dino bu. Daun kami usong do. Buku mau jadi Lugu, yung lugma maluya to siya lo ni pite. Pero any namure ma ako tunro tatana pai siya lo kanda kube ayung sai yodo ma pare. Siya lo dita tindo kodo local church ko tui usong samsyak mo nai anna jing kaya ko pare. Eri jajang I local church dita saya tindo to ting Pastor, Pare. Tujuh mudo orang ini atung tunggu dengan siapa luar. Turia tinggal jinggu, Latin batas kaapi pasre luk kaware. Area ni siapa nabro turiku tinggal tunggu pastor luk kora. Pare. Ero cenderung atau demi cenderung jenong masui pastor surane. Kain kue atiye kau songri kue minjari. Teke di sakalung di turuye sakalung mau jenuruye sakalung kite. Apa no? Jenur ati sakalung pipiro. Aku turua tung ne lu pioya mana lu tung ne lu pioya mana. Adi be pio ye tung ne lu pioya mana lo mati bu. Tuan ne kue raja lo no. Pero di local church ku di tusu yung jitu tusu riku. Tinggal yang anak jin kaya to, daun bijin kaya to, kita ke, tuli, ita tanai pastor, kita balik. Apa no? Siapa ni? Ita tanai pastor. Tujuh, erago, kami jawane. Namun di local church ko, di dah saya di noji, tatana diocese ko, cenderung Paris miapin, sinsu miapin, kuasi thare. Pero eri sinsumiago siarojiga celebro pungjirigo daun aningiro pungjirigo Paris priest anile daun anina pipare. Era jomulu eri sinsude di pungjiri pasta pipare. Techudo ni ama damasa madi di tinoe pasta kwa subro yore tule shire jabure teke eri tinoe pasta di Hongtai Jong Tai Hong Doji Pipare Suyago General Piabame. Kira tamanya sesuatu General Piabiro Jibe Sui Leve di Yongjitu Surigo Tingjang Song Xiao Ya Do Buku Tuya Tingko Ma Na Jing Ya Do Buku Pasra Lu Kora Go General Sedebro Tui Tuama Pipare. Era Jonglo di Pasra Suyaga General Luya Tonglo General Tuting Pide Suya Diane Pejoani Sintrugo di Tingjang Turiku Tingjang Anachi Kaya Suya Leve General Pitaya Mame General Pangunji Maro Pejoani Anachi Surate Druane Drusha Turiku Susomra Truku Druve Eri Boy Jare Mole Eri Duve Hobby Sayaro Sura General Tiramaka Yahan Tikaku Apiawa Kanyu Yashi Tabu Pipare General Dipiaska Mati Jabari Ime Ikebari Me Yahan Tika Sin Tung Sin Hadine Uwaji Otikin Tika Priest Yapung Loji Tika Bishop Searo Yahan Tika Ero Erima Searo di Yahan Tika Pua Kanyu Tabu Pip Era Jomulu di Yahaye Lungan Taune Pate Yan Lungan Taun Handamiama Searoka Shinzungani Usong Yabare Jan Yahamiaka Tuku Unyan Biro Ujaya Taugani Topan Pampu Yabare Searoni Nana Kuku Anaji Kayani Aliozo Tuta Tanai Viki Jongo Jipito Cathedral Piajong in Jang Tai Yahan Le Pipare. How we know? So sorry. Mire Bikune Apiaku Yaulami. Di Cathedral Piajong ye
ကျောင်းထိုင်ယဟန်ဒီဆရာတော်ဖြစ်ပါတယ်အဲ့လိုဆိုရင်တချို့ကဒါဆိုရင်ကျွန်တော်တို့ရဲ့ဝန်စီရောဆိုတော့ဒီကောင်းမေးပါလိမ့်မယ်ဆက်လာပါနော်ဟုတ်ပြီဆရာတော်ဒီတာသနာတစ်ခုလုံးကိုစောင့်ရှောက်ရတာဝန်ရှိပြီအဲ့ဒီ Cathedral Palace တစ်ခုကြီးအချင်းကုန်ရမတင်ရောပါဘူးမဖြစ်သေးပါဘူးအဲ့ဒါကြောင့်မလို့ဒီ Cathedral Palace ကိုတွေးကူစားစီမံလုပ်ချုပ်ရ Cathedral ဘုရားကျောင်းကျောင်းလုံးဘုံတော်ကြီးကိုခန့်အပ်ရပါတယ်အဲ့ဒါကိုဒီအင်္ဂလိပ်လိုကြတော့ Rector of Cathedral လို့ခေါ်ပါတယ်ဒါကြောင့်မလို့ဒီတကယ်အခေါ်အသုံးရပြောရမယ်ဆိုလို့ရှိရင်ဒီ Cathedral မှာဥဆောင်ပြီးတော့တောင်ထမ်းဆောင်ရသောဘုံတော်ကြီးကို Paris Priest လို့ Cathedral Paris Priest လို့မခေါ်ဘဲနဲ့ Rector of Cathedral လို့ခေါ်ရပါတယ်ဟုတ်ပြီနော်ဒီဘာလို့လဲဆိုတော့ပြောသလိုဒီ Paris Priest of Cathedral ကဆရာတော်ကိုယ်တိုင်ဖြစ်ပြီးလို့ပါဟုတ်နော်ဟုတ်ပြီဒီကျောင်းနိုင်ဘုံတော်ကြီးများဒီဆရာတော်ကိုယ်စလေများဖြစ်ကြပါတယ်အဲ့တော့ဒီ Rector of Cathedral ကိုတော်၎င်းနောက်ပြီးတခြားစီဆိုရီမှာဆရာတော်ရဲ့အနာချင်းခံရတော့ Paris Priest ပေါ့နော်သူတို့ကိုဆရာတော်ကိုယ်စလေများအဖြစ်ဒီစဉ်စောတီတီမှာအလုံးလုံးကြတာဖြစ်တယ်ဆရာတော်ဒီသူ့တာသနာရင်းရှိဘယ်စဉ်စုမှမဆိုဘယ်အချင်းမဆိုအာနာအပြည့်အဝရှိတယ်ဟုတ်နော်ဒါပေမဲ့အာနာအပြည့်အဝရှိတော်လည်းပဲကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာမှာဝင်ရောက်ပြီးတော့ဆွတ်ဖက်ဆရာဘလူအောင်ကိုယ်စရေများအဖြစ်ကျောင်းထိုင်များကိုခန့်အပ်ထားကြပြီရာထူကျောင်းထိုင်များမှတစ်စိတ်စီမံအုပ်ချုပ်ရပါတယ်ဒါတော့တကယ်လို့ဆရာတော်ကကျောင်းတိုင်းဘုံတော်ကြီးသူ့မဟုတ်ဒီကျောင်းဘုံတော်ကြီးကိုမတိုင်ပြီးမငင်းနိုင်ပဲကြိုက်တယ်လို့ဝင်ရောက်ဆွတ်ဖက်မယ်ဆိုတာကအာနာအလွဲသုံးစားရကြပါလိမ့်မယ်ထို့ပြင်သက်ဆိုင်ရာဘုံတော်ကြီးအတွက်လည်းပဲတာဝန်ထမ်းဆောင်ရနိုင်မလူလားအတော့အခက်အခဲများနဲ့ရင်ဆိုင်တော့မှာဖြစ်တဲ့ဘာသာတူများတဲ့ဘုံတော်ကြီးများကြားဘုံတော်ကြီးတဲ့ဆရာတော်ကြီးကြားနားလေကိုလွဲမှာတိချတယ်။ဒါလွဲမှာတော့နားလေဘုံများဖြစ်ပေါ်လာမှာတိချတယ်။အဲဒါကြောင့်မလို့သူကအဲ့လိုငါလုံနိုင်ပါလေဆိုတော့ဝင်ရောက်ဆော့ဖြစ်ဖြစ်ပါတယ်။ဆရာတော်ဒီသာသနာကိုယ်ကိုစီမံအုပ်ချုပ်မှုဆောင်တော့အခါသူထိခရင်စဉ်ကိုခေါ်တော့ pastoral visit ဒီအရေးပါအရာရောက်ဆုံးတော့တာဝန်တစ်ခုဖြစ်ပါတယ်။အဲ့တော့ဆရာတော်ကဒီ Paris များကိုတွားရောက်လေပတ်ရပါတယ်။အဲ့ဒီလိုသူထိခရင်စဉ် pastoral visit တွားရရင်ကြွချီရတယ်။စီရင်ဆိုရဲ့ငွေစီများစစ်စီရတယ်။စီတော်ချင်းမှတ်တမ်းများစစ်စီရတယ်။ခရစ်စမတ်အပိချင်းမှတ်တမ်းများစစ်စီရတယ်။လက်ထပ်ထင်များချင်းမှတ်တမ်းများစစ်စီရတယ်။နာယီမှတ်တမ်းများစစ်စီရတယ်။အစရှိတဲ့ဖြင့်မှတ်တမ်းများကိုစိန်စရာများကိုစစ်စီရတယ်။အဲ့ဒီနေရာဖြင့်ဒီဆရာတော်ကသူ pastoral visit သူတောင်းလုံးကိုထမ်းဆောင်တယ်။အဲ့ဒီအပြင်ကျောင်းနိုင်ဘုံတော်ကြီးနဲ့တော်၎င်းနောက်ဒီကတိရလို့ပါလို့ဆိုရင်ကျောင်းဘုံတော်ကြီးပေါ့နော်။နောက်ပြီးရင်ရာပိကျောင်းကဲတူတော့ဓမ္မဆရာကျောင်းစာတီလူကဲတူတော့ကျောင်းများမှာဒီနာကျောင်းများမှာဆိုရင်ကျောင်းဘုံတော်ကြီးများဟုတ်နော်။နောက်ပြီးရင်စင်စောအတွင်းမှာရှိတဲ့အဖွဲ့အစည်းအသီးသီးတို့ရဲ့တွိဆုံမေးမြန်းဆွေးနွေးရပါတယ်။အဲ့ဒီလိုတွိဆုံဆွေးနွေးခြင်းအပြင်နောက်ဒီဆရာများကိုစစ်ဆေးခြင်းအပြင်သာသနာရဲ့အတက်အကျအနိမ့်အမိတ်ဒုတက်မှုစုယုံမှုစသည်တို့ကိုသူသိရှိလာပြီဖြစ်တယ်။ဟုတ်ပြီ။အဲ့ဒီလိုသိရှိလာတဲ့အခါမှာသာသနာအတွက်ဘုရားတာများဆက်လက်လို့ဆောင်ရဖြစ်တယ်။နောက်ပြီးဆရာတော်ဟာသာသနာရဲ့အခြေအနေကိုတင်ပြရတဲ့ယဟန်မင်းကြီးနဲ့တလုံးတူအတီရှိကြောင်းတက်တည်ပြရအလီမနာ visit တွားရပါတယ်။အရင်တော့ဆိုရင်9နှစ်တစ်ခါတွားရတယ်။နောက်ကျတော့အခုတော့ဒီဆရာတော်ကြီးများတာတကြောင်အကြောင်းမျိုးကြောင့်9နှစ်တစ်ခါလို့ဒီယာမီကြီးပဲတဲ့ဖြစ်တော့ကတော့9နှစ်တစ်ခါပြန်ရွှေ့ထားတယ်။အခုလည်းရှိတော့ဒီချာတော့မတိဘူးအဲ့ဒီတိုင်းပဲဆက်ပြီးတော့တည်တယ်လို့
ထင်ပါတယ်အဲ့တော့ wrong ကိုသွားပြီးတော့ adlimina visit သွားရပါတယ်အဲ့ဒီလို adlimina visit သွားရတဲ့အချိန်မှာယဟမင်းကြီးနဲ့တွေ့ဆုံဆွေးနွေးကသာသနာရဲ့အခြေအနေကိုတင်ပြရတယ်စိတ်ရင်းစရာကြီးတင်ပြရတယ်ထို့ပြင်အဲ့ဒီလို adlimina visit သွားရတဲ့အခါမှာဓမ္မတော်ကြီးနှစ်ပါးဓမ္မတော်ကြီးရဲ့ခေါင်းဆောင်လို့ပြောလို့ရတယ်စိတ်ပီတာနဲ့စိတ်ပေါ်လို့အသက်ဆွင့်ရမည်ကိုတွားရောက်လက်ဖတ်ရတယ်အဲ့ဒီနေရာမှာသူတို့နာမည်ခံအနေနဲ့ဆောက်လုပ်ထားသောဘုရားကျောင်းကိုတွားရောက်လက်ဖတ်ရပါတယ်အဲ့ဒီလိုတွားရောက်လက်ဖတ်တာကအလကားမဟုတ်ဘူးအဲ့ဒီလိုတွားလုပ်တာကကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဒီသာသနာ့ဘက်မှာရှိသောဘာသာတူရောက်တဲ့ယုံကြည်ခြင်းဒီရှိဥခရိယာလူရဲ့ယုံကြည်ခြင်းမှာတွေ့ပဲခြင်းမရှိဘူးဆိုရကိုတက်တည်ပြနေတာဖြစ်တယ်ဟုတ်ပြီနော်သူအလကားသွားတာမဟုတ်ဘူးအပျော်သွားတာမဟုတ်ဘူးကျွန်တော်တို့ယုံကြည်ခြင်းကိုဆရာတော်ကထမ်းဆောင်သွားတာဒီဓမ္မတော်ကြီးတို့ကနေဖြစ်ဆက်ဆက်စင်သက်လာတော့ယုံကြည်ခြင်းနဲ့တထေရာကြီးဖြစ်တယ်ဆိုတဲ့ဟာကိုဆက်လက်ပြီးတက်တည်ပြနေတာဖြစ်တယ်ဒီတို့ဖြင့်သာသနာ့ကိုကိုစားပြီးတော့သာသနာ့ဦးရှောင်းဖြစ်ကြောင်းဒီပြရင် identity of a Dyson Bishop သာသနာပိုင်းဆရာတော်တပါးကြီးတရုတ်မှာလည်းဂုဏ်သိက္ခာကိုဒီပြပါပါတယ်ဒီလို